ထဝယ်ခရိုင်ရေပြူမြို့နယ်ထဲကတနင်္လာရီနဲ့မွန်အဆက်ကြားကဒေသတွေမှာအခုရက်ပိုင်းတည်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကအင်အားအများပြားစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကမင်းသားကြီးရွာအုပ်စုစင်းဆွဲကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့မွန်တော်လှန်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် NSRS ကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကတနေရာကိုအနည်းဆုံး30ကနေ50ကြားနဲ့နေရာနှံ့မှာအင်အားတိုးချဲ့ထားတယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။ဒါဟာရေဖြူမြို့နယ်နဘူးလေဒေသမှာရှိတဲ့ထဝယ်အထူးစီးပွားရေးစုံစီမံကိန်းကိုလုံခြုံရေးယူပေးနေတာနဲ့တော်လှန်ရေးတပ်တွေနေမြေစိုးမိုးဝင်ရောက်မှုမရှိအောင်အင်အားလုံးရင်တုံးပြီးတော့ကာကွယ်နေတာဖြစ်တယ်လို့ဒေသခြေစိုက်တော်လှန်ရေးတပ်တွေကပြောပါတယ်။ဒီလိုမျိုးစစ်ကောင်စီတပ်ဘက်ကအင်အားများပြားဖြစ်တင်ထားတဲ့အတွက်စခန်းတိုင်းတိုက်ပွဲတွေဆင်နွှဲဖို့ခက်ခဲလာတယ်လို့မွန်ပြည်တော်လှန်ရေးတပ် NSRS ပြောရေးဆိုခွင့်ရှိသူနိုင်နဂါကပြောပါတယ်။အရင်ကကျွန်တော်တို့သွားတိုက်လို့ရှိရင်တို့ခန်းထဲကနေထွက်မလာဘူး။တို့ချင်းတွေကထွက်မလာဘူး။လည်းအင်အားပြေဝမရှိတဲ့အတွက်ကြောင့်မသိနိုင်တာပဲအဲ့ဒါပဲရှိတယ်။ဒါပေမဲ့ရန်သူရဲ့ပြည့်အားပြင်းတယ်ဆိုပေမဲ့လူအင်အားလုံးဝမရှိတဲ့လောက်ဖြစ်တယ်ပေါ့နော်။အခုဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီတပ်ထဲကိုဝင်တိုက်ဖို့ဆိုတော့တော်တော်လေးအခြေအနေဆိုးတဲ့အချိန်ဆန်စစ်ပုံစံနဲ့လောက်ရာကနေအခုရေးကြောင်ရေးမြောက်ရေးပြူမျိုးနဲ့တစ်လျှောက်မှာဆိုလို့ရှိရင်ဒါသူတို့ရဲ့ကာကင်းနဲ့အမြဲတမ်းသွားပြီးတော့တိုက်ပွဲဖြစ်တာရှိတယ်။သူတို့စခန်းကိုသွားတိုက်မယ်ဆိုလို့ရှိရင်သူတို့စခန်းကိုမရောက်ခင်မှာကာကင်းနဲ့အဲ့လိုလှုပ်ရှားကင်းတွေနဲ့အမြဲတမ်းတိုးတယ်သူတို့ရဲ့စစ်လှုပ်ရှားမှုတွေပုံစံတွေကပြောင်းလာတယ်ဒါကြောင့်လည်းစခန်းသိမ်းတိုက်ပွဲတွေဆိုတာကျွန်တော်တို့နည်းနည်းနည်းလာတယ်လို့ကျွန်တော်ဒါဒီနေရာမှာဝန်ခံပြောချင်တယ်ရေပြူမြို့နယ်နဘူးလေဒေသမှာရှိတဲ့ထဝယ်အထူးစီးပွားရေးစုံစီမံကိန်းကိုစစ်ကောင်စီကရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့တဘောတူထားတာပါအဲဒီမှာကြောက်မီတွေတုံထက်စစ်ဓာတ်အားပေးစက်ရုံတွေအပါအဝင်တခြားညဉ့်ညက်စက်ရုံပါဝင်တဲ့စက်မှုစုံစီမံကိန်းတွေရေကာတာနဲ့ထိုင်းမြန်မာနယ်စပ်ဆက်တွယ်ထားတဲ့အဝေးပြေးကားလမ်းမနဲ့မိသားလမ်းတွေလည်းပါဝင်ပါတယ်။ဒီစီမံကိန်းကိုအစင်းပေးပြေကောင်းတဲ့ဖော်နိုင်ဖို့စစ်မှုထမ်းတင်တန်းစင်တပ်ဖွဲ့ဝင်တစ်အင်အားအလုံးရင်သုံးပြုပြီးတော့လုံခြုံရေးရယူနေတယ်လို့တော်လှန်ရေးတပ်တွေဘက်ကပြောပါတယ်။စစ်မှုထမ်းဥပဒေမပြဋ္ဌာန်းခင်ကတပ်ရင်တစ်ခုမှာတပ်ခွဲနှစ်ခွဲတောင်မရှိတဲ့အင်အားကစစ်မှုထမ်းဥပဒေအတက်တွင်ပြီးတဲ့နောက်မှာတပ်ရင်တိုင်းတပ်ဖွဲ့စည်းပုံအင်အားပိုများလာတယ်လို့တော်လှန်ရေးတပ်တွေဘက်ကပြောပါတယ်။ဒါအပြင်တပ်ရင်မှာနောက်တန်းပူကြီးအုပ်ချုပ်ရာကနေဒုတက်ရင်မှုတက်ရင်မှုအစီတွေပြန်လည်ခက်အပ်လာနိုင်ပေမဲ့ရှေ့တန်းမှာတော့တိုက်ခိုက်မှုစွမ်းရည်တွေကတော့တိတိတသာရောကျလာတယ်လို့ဆိုပါတယ်။တဝယ်ရင်းနဲ့စိတ်ကန်းကလည်းရုရှားပိုင်းဖြစ်နေတော့ကာကွယ်ဖို့ဆိုတော့သူဘက်ကတော့စစ်အင်အားလူအင်အားပေါ့နော်လက်နက်အင်အားတော့သူကတော့တောက်လျှောက်တော့ဖြစ်နေမှာပဲရန်သူရဲ့ဒီထိုင်ချစကန်တွေကတော့ဖြူခွာအရာကောင်းတဲ့ဟိုဒါတင့်တဲ့နေရာမှာရှိတာပါတော့တစ်ဖက်မှာလည်းကန်ယူတန်းကိုသူကကြောင်းမိတာတော့ကန်ယူတန်းကဒီရေချောင်းကိစ္စကိုလည်းသူရန်နိုင်တယ်နောက်တစ်ခါသူအထိုင်ချတဲ့အနေနဲ့ကျွန်တော်တို့ဒီဘက်ကနေထိုးစစ်ဆင်မှုတချို့ကတော့အရန်ခက်ခဲနေတဲ့နေမြေအနေအထားမျိုးဖြစ်တာပေါ့နော်လက်ရှိမှာတော့ရေဖြူနဲ့ရေးမျိုးနဲ့တောင်ပိုင်းတဲ့ရှောင်းမှာအင်အားတိုးချဲ့ထားတဲ့စစ်ကောင်စီတပ်ကကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေသလိုတော်လှန်ရေးတပ်လှုပ်ရှားရနေမြေဘက်ကိုလည်းစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေမကြာဖြစ်ပွားနေတာပါတော်လှန်ရေးတပ်တွေဘက်ကတော့မော်နယ်တနင်္လာရီဘက်ကိုအင်အားနဲ့လက်နက်ခဲယမ်းဖျက်တောက်နိုင်ဖို့အပါအဝင်မော်လမြိုင်ရေးထဝယ်အမှတ်၈ပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့အပြင်းအထန်ကြိုးစားနေတာပါဒါပေမဲ့စစ်ကောင်စီတပ်ရဲ့ရေချောင်းလေချောင်းကနေအားတာချက်တွေရှိနေတာကြောင့်စခန်းသိမ်းနိုင်ဖို့နဲ့နေမြေစိုးမိုးမှုရယူဖို့ခက်ခဲနေတာပါရန်သူရဲ့ဒီလမ်းကြောင်းကိုဆက်လက်နှောက်ယှက်ဟာတာပေးဖို့ဆိုတာကိုတော့ကျွန်တော်တို့ဆက်လုပ်တယ်နောက်တစ်ခုကဒီတဝယ်ရင်းနဲ့စိတ်ကန်းစီမံကိန်းကိုကျွန်တော်တို့ဓာတ်ရိုက်အနှောက်ယှက်ပေးနိုင်ဖို့ဖြစ်စည်းနိုင်ဖို့ကျွန်တော်တို့ရည်ရွယ်ချက်ပေးတယ်နောက်တစ်ခုစစ်စင်ရေးတွေဆင်နွှဲဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီရေးနဲ့တဝယ်ကြားပေါ့ကလိန်အော်ကြားပေါ့အဓိကအဲ့ဒီနေရာတွေကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးရန်သူရှင်းလင်းရေးဒေတာအဖြစ်ကျွန်တော်တို့တက်မှတ်လုပ်ကျင်တော့ပေါ့အဲ့ဒီသဘောနဲ့ပါဟုတ်ကဲ့ဒါအပြင်ရှေ့ဆက်မှာလည်းတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အတွက်ဗီဒီယိုတွေအနေနဲ့ဘေးကင်းလုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့နဲ့စီးပွားတွေအပါအဝင်ရိတ်ခါ6တွေကြိုတင်စုဆောင်းထားကြဖို့ကိုလည်းသူကပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့နှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေတာကြောင့်ရေပြူမြို့နယ်မှာဒေသခံတောင်းချီဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့စစ်ဘေးရှောင်ကူညီသူတွေရဲ့အချက်လက်တွေရသိရပါတယ်။စစ်ဘေးရှောင်သူအများစုကတော့ဘေးလွတ်ရာတောတောင်ဥယျာဉ်ခြံမြေတွေနဲ့နီးစပ်ရာဆွေမျိုးနေအိမ်တွေအပါအဝင်မြို့ပေါ်ရက်ကွက်တွေမှာတင်းရှောင်နေရပေမဲ့လည်းအခုလိုမိုးတွင်းကာလမှာနေထိုင်ဖို့အမိုးကားတွေစားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။